အမျိုးသားတယောက်ကတကားကိုတွန်းဖွင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစူးရှားတဲ့မြားတစ်စင်းကတန်တကားကိုရွတ်တရက်လာမှန်ပါတယ်မြားမှာပါလာတဲ့စာတူလေးထဲမှာတော့ချင်းတောင်းတဲကတနက်ကိုယူပြီးကောင်းကင်ဘော်ကိုဖစ်ဖောက်လိုက်မယ်ဆိုရင်တီးတန့်ပြီးလာအင်ကြီးတစ်လုံးရမယ်လို့ရေးထားပါတယ်ဒီလောက်ဆွဲဆောင်မှုရှိတဲ့ကန်လန်းချက်ကိုတွေးတော့ဒီလူကလည်းမဆိုင်မတွဲပဲကောင်းကင်ဘော်ကိုတနက်တစ်ချက်ဖစ်ဖောက်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအနီးနားကကားမောင်းသမားတယောက်ဟာသူ့ကားထဲမှာစာတူလေးတစ်စောင်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီစာထဲမှာတော့တနက်တန်ကြတာနဲ့တတ်မှတ်ထားတဲ့နေရာကိုမောင်းသွားရင်ဒေါ်လာ9000ရမယ်လို့ဆိုထားတာပါပထမတော့ဒီလူကမယုံတာနဲ့စာကိုပြတင်းပေါက်ကနေအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကားထဲမှာငွေသားဒေါ်လာ3000ကိုတွေ့လိုက်ရပါတော့တယ်အပြင်မှာလည်းခုနကတနက်တန်ကဟင်းထွက်လာပါတယ်သူလည်းအလောတကြီးနဲ့ပဲတတ်မှတ်ထားတဲ့နေရာကိုမောင်းသွားပါတော့တယ်အဲ့ဒီအချိန်မှာမျက်နှာမှာအမာရွတ်နယ်လူတစ်ယောက်ကရုတ်တရက်ရောက်လာပါတယ်သူကကားထဲကစာကိုယူပြီးကားသမားကိုစောင့်နေဖို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အမာရွတ်နယ်လူကအကြီးဆုံးယတနာဆိုင်ကိုရောက်သွားပါတယ်သူကဝန်ထမ်းစီကိုစာကိုကမ်းပေးလိုက်ပါတယ်စာထဲမှာတော့ယတနာတွေကိုအိတ်ထဲအကုန်မထဲပေးရင်လူသတ်သမားတစုကပုံခွဲပြနိုင်လို့ချင်းချောက်ထားတာမှာဆိုင်ဝန်ထမ်းလည်းကြောက်လန့်တကြားနဲ့ကိုတောင်ထေကိုပြေးဝင်ပြီးယတနာတွေကိုအိတ်ထဲအမြန်ထည့်ပေးပါတော့တယ်အဲ့ဒီအချိန်မှာပစ္စည်းပို့သမားတချို့ရောက်လာပြီးယတနာတွေကိုယူသွားကြပါတယ်သူတို့ကပစ္စည်းတွေကိုအတင်းဆောင်နေတဲ့ကားပေါ်တင်ပြီးကားသမားကိုမူလနေရာကိုပြန်မောင်းခိုင်းလိုက်ပါတယ်ကားသမားပြန်ရောက်လာတဲ့အခါနေကမျက်မှန်တက်ထားတဲ့လူတစ်ယောက်ကအတင်းဆောင်နေပါတယ်သူကယတနာတွေကိုစပေါ့ကားပေါ်ပြောင်းတင်လိုက်ပြီးဒီလိုနဲ့ပဲအပြစ်အနာအစာမရှိတဲ့လူရဲမှုကြီးတစ်ခုပြီးဆုံးသွားပါတော့တယ်ရဲမင်းကြီးကပတ်သက်သမျှလူတိုင်းကိုဖမ်းဆီးပြီးစစ်ဆေးပြီးမယ်ဘာတဲလွန်စာမှရှာမတွေ့ခဲ့ပါဘူးဘာလို့လဲဆိုတော့ပါဝင်တဲ့လူတွေကတယောက်နဲ့တယောက်မတိကြယုံတင်မကပဲသူတို့ကိုယ်တိုင်ကလူရဲမှုထဲမှာပါဝင်နေမှတောင်မတိကြလို့ပါပဲအဲ့ဒီအချိန်မှာရဲမင်းကြီးကနေကမျက်မှန်တဲ့လူကိုအာယုံဆိုင်လိုက်ပါတယ်သူကအနားကိုသွားပြီးကားနံပါတ်နဲ့အယောင်ကိုမေးလိုက်ပါတယ်ဒါပေမဲ့နေကမျက်မှန်တဲ့လူကဘာမှမသိပါဘူးရဲမင်းကြီးကဒေါသထွက်သွားပြီးမြင်သူ့လက်ထောက်ကအမြန်ဝင်ပြီးတတိပေးလိုက်ပါတယ်တကယ်တော့ဒီမျက်မှန်တဲ့လူရဲ့အလုပ်ကရှေ့ကို9လိုင်းလျှောက်ပြီးပိုက်ဆိုင်တွေကိုကားထဲဖြစ်ထည့်ပေးမှုပဲဖြစ်ပါတယ်သူ့အတွက်ရလာမယ်ဆိုလောက်ကတော့သူ့ရဲ့မျက်စိကွယ်နေတာကိုပြန်မြင်ရအောင်ကူတာပေးမှဖြစ်ပါတယ်ရဲမင်းကြီးလည်းအံ့အားသင့်ပြီးစွန့်အားသွားရပါတယ်ဒီလားထဲမှာတင်ဒီလိုမျိုးအမှုပေါင်းရှင်မှုလောက်ဖြစ်ပွားခဲ့ပြီးအမှုကိုအမြန်မဖော်ထုတ်နိုင်ရင်သူအလုပ်ပြုတ်တော့မှာပါတခြားနည်းလမ်းမရှိတော့တာကြောင့်အမှုကိုကူညီဖြေရှင်းပေးဖို့စုံထောက်တယောက်ကိုရှာဖွေရပါတော့တယ်